ရီးယားကြားစိုက်ဘေရီးယားတွေကဘာပေါ်မှာအကြီးဆုံးကြောင်မျိုးရင်းဝင်သားရဲတရိတ်ဆန်တွေကတကောင်ဖြစ်ပြီးသူတို့ရဲ့ခံညာထဲဝါမှုကြောက်စရာကောင်းတဲ့အစွမ်းအစတွေကြောင့်လူသားတွေကိုအန္တရာယ်ပြုနိုင်တဲ့သတ္တဝါတကောင်လည်းဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ရဲ့ဗီဒီယိုလေးမှာတော့ကဘာပေါ်ကသတ္တဝါတွေအလုံးကြောက်လန့်ရတဲ့တော်တွင်ထိတ်တန့်မုတ်ဆိုးကြီးတစ်ဖြစ်လဲစိုက်ဘေရီးယားကြားတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အခုမြင်တွေ့နေရတဲ့ခံညာထဲဝါတဲ့ကြားကြီးတွေကိုတိတ်ပန်နီးယာပန်တီရာတိုက်ဂရစ်အက်တီကာလို့ခေါ်ပါတယ်။သူတို့ဟာရုရှားနိုင်ငံရဲ့အရှေ့ဖျားဒေသ Far East မှာရှိတဲ့စိုက်ဘေရီးယားတောနက်တွေအထူးသဖြင့်အေမာဒေသတဝိုက်မှာအဓိကနေထိုင်ကြပြီးကမ္ဘာပေါ်မှာအကြီးဆုံးကြားမျိုးစိတ်တွေထဲကတစ်ခုဖြစ်ပါတယ်။ခန္ဓာကိုယ်တိဆောက်ပုံကလည်းအလျား10ပေအထိကိုကြီးထွားနိုင်ပြီးအမိကလည်း3ပေလောက်အထိကိုရှည်လျားနိုင်ပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်မှာရွှေဝါရောင်ဒါမှမဟုတ်လိမ္မော်ရောင်ရှိတဲ့အမွှေးတွေပေါ်မှာထူးခြားတဲ့အနက်ရောင်ကြက်ကွက်တွေပဲပါရှိပါတယ်။စိုက်ဘေရီးယားကြားတွေမှာအခြားကြားတွေနဲ့မတူပဲဆောင်းရာသီရဲ့အေးအေးဒဏ်ကိုခံနိုင်ရရှိအောင်ထူထဲတဲ့အမွှေးတွေနဲ့အစီလွာတွေပုံမပါရှိပါတယ်။ဒါအပြင်သူတို့ဟာနှင်းထဲမှာအစာရှာဖွေနိုင်အောင်ခြေပေါ်တွေကပိုကြီးမားပြီးအမွှေးထူတတ်ကြပါတယ်။စိုက်ဘေရီးယားကြားတွေကတကိုယ်တည်းနေထိုင်တတ်တဲ့သတ္တဝါတွေဖြစ်ပြီးသူတို့ရဲ့နေမြေပိုင်နက်တွေဟာအင်မတန်ကိုကျယ်ပြန့်ပါတယ်။အထီးတစ်ကောင်ရဲ့နေမြေဟာစူယမ်းမိုင်400အထိကျယ်ပြန့်နိုင်ပါတယ်။သူတို့ဟာနေမြေတွေကိုတစ်ပင်တွေမှာချစ်ရတွေပေးခြင်းစီးနှံများချန်ထားခြင်းစတဲ့နီလန်းတွေနဲ့အမှတ်အသားပြုကြပါတယ်။ညအချိန်မှာအမဲလိုက်လေးရှိပြီးသမင်တော်ဝက်တရေသမင်ကြီးစတဲ့သတ္တဝါကြီးတွေကိုအဓိကဖမ်းယူစားသုံးကြပါတယ်။တခါတရံမှာဝက်ဝင်တွေကိုတောင်တိုက်ခိုက်ဖမ်းယူနိုင်ကြပါတယ်။သူတို့ဟာတခါစားရင်အသားပေါင်90ကနေ100လောက်အထိကိုကောင်းကောင်းစားနိုင်ပါတယ်။စိုက်ဘေရီးယားကြားတွေရဲ့မိလိုက်ရာသီကတော့ဆောင်းရာသီနှောင်းပိုင်းကနေနွေဦးအစပိုင်းအထိဖြစ်ပါတယ်။ကိုဝင်ဆောင်ကာလကတော့93ရက်ကနေ111ရက်အထိကိုကြာမြင့်ပါတယ်။တစ်ချိန်မှာသားပေါက်တစ်ကောင်ကနေ6ကောင်အထိကိုမွေးဖွားနိုင်ပြီးပြင်းပြအဖြစ်2ကောင်ကနေ4ကောင်အထိမွေးဖွားလေးရှိကြပါတယ်။မွေးကင်းစားကြားပေါက်လေးတွေဟာမျက်စိမမြင်သေးပဲမွေးလာကြပြီးမိခင်ရဲ့နှုတ်ကိုတောက်ပြီးကြီးပြင်းကြပါတယ်။နှစ်သားအရွယ်ကိုရောက်တဲ့အခါမှာမိခင်နဲ့ခွဲခွာပြီးကိုယ်တိုင်အမဲလိုက်ဖို့တင်ယူကြရပါတယ်။စိုက်ဘေရီးယားကြားတွေကတဘာဝပတ်ဝန်းကျင်မှာဆိုရင်10နှစ်ကနေ15နှစ်အထိကိုအသက်ရှင်နိုင်ပြီးတခွဲကန်းလို့နေရာမျိုးမှာတော့စေဝါတွေရဲ့ထိုးသွင်းမှုကြောင့်အနှစ်20အထိကိုအသက်ရှင်နိုင်ပါတယ်။စိုက်ဘေရီးယားကြားတွေရဲ့တဘာဝရန်သူကတော့လူသားတွေပဲဖြစ်ပြီးအာဖရိကဒေသတွေမှာကြားနဲ့လူတွေရဲ့တိုက်ပွဲဟာပြင်းထန်လို့နေပါပြီ။အနေနဲ့များလွန်လှတဲ့အတွက်ကြောင့်ပဲလူမျိုးစုတွေကတော့အရှင်မထားကြပဲလက်ရှိမှာတော့စိုက်ဘေရီးယားကြားတွေကို IUCN Release မှာမျိုးတုံးပြောက်ကွယ်ရန်အန္တရာယ်ကြောက်ရောက်လို့နှီးပါ Endangered အဖြစ်သတ်မှတ်ထားကြပါတယ်။ဒါဟာအဓိကအားဖြင့်တရားမဝင်တပ်ဖြတ်မှုပွားခြင်းနဲ့နေထိုင်ရာနေမြေများပျက်စီးဆုံးရှုံးမှု Habitat Loss တို့ကြောင့်ပဲဖြစ်ပါတယ်။သူတို့ရဲ့အရေးကွန်းအယိုးနဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုတရားမဝင်ရောင်းဝယ်ဖောက်ကားမှုတွေကလည်းသူတို့ရဲ့ရှင်သန်မှုကိုအကြီးအကျယ်ခြိမ်းခြောက်နေပါတယ်။ဒါပေမဲ့လည်းသိပ္ပံရှုထောင့်ကကြည့်ရင်တော့စိုက်ဘေရီးယားကြားတွေဟာတဘာဝဂေဟစနစ်အတွက်အရေးပါတဲ့သတ္တဝါတွေဖြစ်တဲ့အတွက်သူတို့ကိုကာကွယ်ဆောက်ရှောက်ခြင်းဟာတဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရာရောက်တာကြောင့်သူတို့ရဲ့ရှင်သန်မှုအတွက်ကျွန်တော်တို့အားလုံးပူးပေါင်းပါဝင်သင့်ပါတယ်။ပရိသတ်ကြီးတို့လည်းဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့တာရဲတရိတ်ဆန်တွေအကြောင်းကိုသိကျင်သေးတယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ထားကြပါဦးနော်။